မင်္ဂလာပါခင်ဗျာဗမာအတန်ရေဒီယို Burmese Voice Radio ရဲ့အထူးသတင်းစီစဉ်ပါနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုရဲပါဒီကနေ့2026ခုနှစ်ဧပြီလ9ရက်နေ့အတွက်ရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းထူးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးသတင်းအနေနဲ့စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်ကိုအင်ဒိုနီးရှားနိုင်ငံမှာလူမျိုးတုံးတပ်ဖြတ်မှုနဲ့တရားစွဲဆိုထားတဲ့အမှုဟာတိတာထင်ရှားတဲ့အဆင့်တစ်ခုကိုရောက်ရှိလာပါတယ်အင်ဒိုနီးရှားရှေ့နေချုပ်ရုံးကနေဒီအမှုကိုစတင်လက်ခံလိုက်ပြီဖြစ်သလိုကြီးလေးတဲ့ရာဇဝတ်မှုများစစ်ဆေးရေးဌာနကိုပါလွှဲပြောင်းပေးလိုက်ပြီလို့အတည်ပြုပါတယ်။ဒါဟာအင်ဒိုနီးရှားရဲ့ရာဇဝတ်ကျင့်ထုံးဥပဒေသစ်အရကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်ကိုအသုံးချပြီးတရားမျှတမှုရှာဖွေရမှာအရေးပါတဲ့ခြေလှမ်းသစ်တစ်ခုလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီခေါင်းဆောင်ဟာဖက်ဒရယ်စနစ်နဲ့တိုင်းရင်းသားတွေကိုနေရာပေးဖို့ညှင်းပယ်လိုက်ပြီးတိုင်းနယ်ပြည်နယ်ဝင်ကြီးချုပ်နေရာတွေကိုသူ့ရဲ့လူယုံတော်ငယ်ကျွန်းတွေကိုသာပြန်လည်ခန့်အပ်နေတာလို့နိုင်ငံရေးလေးလာသူတွေကထောက်ပြနေကြပါတယ်။ပြည်တွင်းစစ်မျက်နှာသတင်းတွေအရနေပြည်တော်နဲ့ရေရရှိအဆက်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာပြီးမြဲတော်လှန်ရေးအင်အားစုတွေရဲ့ခုခံမှုကြောင့်အထီးနာနေပြီးစစ်မှုထမ်းဥပဒေနဲ့စူးစောင်းထားတဲ့တပ်သားတွေကိုပါအသေးခံထိုးကျွေးနေတယ်လို့သိရပါတယ်။အလားတူပဲမကွေးတိုင်းနတ်မောက်နဲ့မြို့သူမြို့နယ်တွေမှာလည်း PDF တပ်ရင်းတွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကအနည်းဆုံး10ဦးသေဆုံးပြီးအလောင်းတွေကိုအသေးအထန်တဲပြီးဆုတ်ခွာသွားခဲ့ရပါတယ်။ကချင်ပြည်နယ်ဖားကန့်ဘက်မှာတော့ KIA ပူးပေါင်းတပ်တွေကစစ်ကောင်စီစခန်း3ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။စစ်ရှုံးနေတဲ့စစ်ကောင်စီတပ်တွေလုံခင်းကျေးရွာဘက်ကိုအင်အားဖြည့်တင်းလာတာကြောင့်ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးနေကြရသလိုရခိုင်ပြည်နယ်မင်းများမှာလည်းစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့အရသာတအူးတည်ဆုံးခဲ့ပါတယ်။ AA ဘက်ကတော့တင်ကြံကားလာမှလူစုလူဝေးနဲ့ရေမကစားကြဟုအထူးသတိပေးထုတ်ပြန်ထားပါတယ်။ဝမ်နယ်စရာသတင်းတစ်ခုကတော့မြင်းချဲမြို့နယ်ဖတ်ပင်အိုင်ချေရွာမှာစစ်ကောင်စီတပ်တွေကအရသာ8ဦးနဲ့ PDF 3ဦးကိုရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့ပါတယ်။တေဆုံးသွားတဲ့မိခင်ရဲ့အလောင်းကိုလာယူတဲ့တားဖေသူကိုပါဒရုန်းနဲ့ဘုံကျဲတပ်ဖြတ်ထဲတဲ့လောက်ရထားပြောင်ပြောင်တင်းတင်းကျူးလို့နဲ့စစ်ရာဇဝတ်မှုဖြစ်တယ်လို့ AUG ကဆိုပါတယ်။စီးပွားရေးကဏ္ဍမှာတော့လောင်စာစီနဲ့မြေစွာစာပြတ်လတ်မှုဟာမြန်မာနိုင်ငံရဲ့စားနဲ့ရိခလုံခြုံရေးကိုအကြီးအကျယ်ချိန်ချောက်နေလာပါတယ်။တောင်သူတွေဟာစိုက်ပျိုးစရိတ်ကြီးမားမှုနဲ့အခက်အခဲတွေကြောင့်လုပ်ငန်းတွေကိုစွန့်လွှတ်ရမယ့်အခြေအနေအထိဆိုက်ရောက်နေပါတယ်။တစ်ဖက်မှာလည်းနော်ဝေနိုင်ငံအခြေခံတယ်လီနော်ကုမ္ပဏီဟာသုံးဆွဲသူတွေရဲ့ကိုရေးပါတာအချက်အလက်တွေကိုစစ်တပ်စီလွှဲပြောင်းပေးခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့နော်ဝေတရားရုံးမှာမြန်မာပြည်သူတွေရဲ့တရားစွဲဆိုမှုကိုရင်ဆိုင်နေရပါတယ်။နိုင်ငံတကာသတင်းတွေအနေနဲ့အီရန်နဲ့တရုတ်နိုင်ငံတို့ကဟော်မုတ်ရေလက်ကြားဖြတ်သန်းခါတွေကိုဒေါ်လာအစားယွမ်တွေနဲ့ကောက်ခံဖို့ပူးပေါင်းကြံစည်နေကြပါတယ်။အခြားတစ်ဖက်မှာတော့အစ္စရေးကလေဘနွန်ကိုဘုံကျဲတိုက်ခိုက်မှုကြောင့်အီရန်ကဟော်မုတ်ရေလက်ကြားကိုပြန်ပိတ်လိုက်ပြီးလို့ကြေညာလိုက်ကကြောင့်ကမ္ဘာလောင်စာစီဈေးကွက်ကရန်ထက်လာနိုင်ပါတယ်။ဂျာမနီမှာတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးကန့်ကွက်မှုတွေကြောင့်အချို့စီးမြန်းတွေကိုယာယီရပ်ဆိုင်လိုက်ပေမဲ့လူငယ်တွေအနေနဲ့ကျန်းမာရေးစစ်ဆေးမှုခံရဖို့ကိုတော့ဆက်လက်အတည်ပြုထားပါတယ်။မိဘပြည်သူများအားလုံးအခုတင်ဆက်ပေးခဲ့တာတွေကတော့ဗမာအသံရေဒီယို Burmese Voice Radio မှစူးစီးတင်ဆက်ပေးခဲ့တဲ့ဒီကနေ့ရဲ့အရေးကြီးသတင်းများပဲဖြစ်ပါတယ်။မိဘပြည်သူများအနေနဲ့မှန်ကန်တဲ့သတင်းအချက်အလက်များကိုအချိန်နဲ့တပြိုင်တည်းသိရှိနိုင်ဖို့အတွက် BBR YouTube Channel ကို Subscribe လုပ်ပြီး Notification Bell ကိုနှိပ်ထားကြဖို့အထူးဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။အားလုံးပဲဘေးရန်ကင်းကွာပြီးကျမ်းမာဘေးရန်ဒီရဲ့ကင်းဝေးကြပါစေခင်ဗျာ။ကျွန်တော်ကိုရဲပါ